ကျွန်းနက်ပင်ဟာဂမ်ဘီယာအနွယ်ဝင်တစ်ပင်ဖြစ်တာကြောင့်တော်ရုံတန်ရုံတွေ့ရှိဖို့မလွယ်ကူလှပါဘူးတိတ်ချဝင်ဂမ်ဘီယာတစ်တမျိုးဖြစ်ပြီးမြမရိုးရာအယူအဆအရထိုက်တဲ့သူထံအလိုလိုရောက်လာတတ်တဲ့ထိုက်သူသာကင်ဆောင်အသုံးပြုနိုင်တယ်လို့အဆိုရှိခဲ့ပါတယ်ကျွန်းနက်ဟာကနဦးကတော့ကျွန်းဖို့ပင်ဖြစ်ပင်မဲ့လည်းရေအောက်မြေအောက်မှာနှစ်ပေါင်းများစွာအကြာကြီးနစ်မြုပ်နေတဲ့ကျွန်းပင်ကျွန်းတုံးတို့ကနေဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီးအနက်ရောင်အဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ထမ်းပင်များမြေအောက်ရေအောက်မှာနစ်မြုပ်ပြီးထမ်းကြောက်သားဖြစ်သွားသလိုမျိုးကျွန်းနက်ကလည်းနစ်မြုပ်မှုကြာလာတာနဲ့အမျှကြောက်ဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်းနက်ကိုအနက်ကောက်မဲဆိုရင်တော့ကျွန်းဟာတနင်္လာနံ2နဲ့စနေနံ9ပေါင်းခြင်းကြောင့်9နှဝင်းမိပါတယ်။ဒါကြောင့်9ရက်သားသမီးများအတွက်ကောင်းကျိုးချမ်းသာအဖျားဖျားကိုစောင့်ခြင်းပေးမဲ့တစ်မြတ်ဖြစ်ပါတယ်။ကျွန်းနက်ဟာ28ငွေနှဝင်းအသားဖြစ်တဲ့အတွက်ပရိစီရင်ပြီးဂုံတော်9ပါးနေတိုင်းစိတ်ရင်လဲလက်ရွှင်စေပါတယ်ပရိဆောင်နက်ကအိမ်မက်ပေးတယ်လို့လည်းဆိုကြပါတယ်ကျွန်းနက်အသားကိုစောင့်ထားပါကပယောဂအတိုက်ခိုက်ကင်းစေပြီးတရေမချောက်စေမကတ်စေဘူးလို့လည်းသိရပါတယ်အလွန်ရှားပါပြီးတိတ်ထိဝင်အသားတစ်မျိုးဖြစ်တာကြောင့်လောကီသားများအကြိုက်လည်းဖြစ်ပါတယ်အိမ်မှာဖျားထုလို့ပူဇော်ပါကလည်းလက်ရွှင်ပါတယ်များသောအားဖြင့်ကျွန်းနက်နဲ့အိမ်စည်းပွားတိုးစေရန်အလို့ငှာဇဗုပတိမဟာမုနိကုမ္ပဏီရုံးခန်းဈေးဆိုင်များမှာတော့လာဘမှုနှင့်ရှင်သေးဝလိရှင်ဥပကုတ်စသည်ဖြင့်ထုလို့ပူဇော်ကြပါလေကျွန်းနက်သားဖြင့်ဖျားထုလို့ပူဇော်ထားသောအိမ်ဟာဘေးအန္တရာယ်ကင်းပြီးရန်သူမျိုး၅ပါးဘေးကလည်းကင်းပါတယ်အဆောင်တွေလုပ်ပြီးဝစ်စင်မဲဆိုရင်လည်းနက်နက်အာယုံတဲ့အချိန်မှာကိုလက်တန့်စင်၅ပါးတီလာခံယူပြီးနတ်ဒီဝါတို့ကိုမြတ်တာပို့တာကဂုံတော်ကိုးကောက်ရွတ်ဖက်လို့တိတ်ထီတဲပြီးညာလက်မောင်းညာလက်ကဝတ်တွေမှာခြီပြီးစောင့်ထားပါကမတမာသူတို့အောက်လန်းဖြင့်အလွယ်တကူမလောက်ကြံနိုင်ခြင်းရန်သူများကမိမိအားအလွယ်တကူလောက်ကြံရန်မပြုနိုင်ခြင်းစတဲ့ဂမ်ဘီယာအစွမ်းတွေရှိတယ်လို့လည်းယုံကြည်ကြပါတယ်ကျွန်းနက်ဟာဆေးဘက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါတယ်အတက်ယောဂရှိသူများကတော့မီးရှို့ပြီးအငွေ့ကိုရှူစေခြင်းဖြင့်အတက်ယောဂတက်တာစေတယ်လို့သိရပါတယ်ကျွန်းနက်ရဲ့ပြာကိုပြားရည်နဲ့ယောဂတနေ့တစ်စွန်းစားပြီးရင်လည်းလေငန်းယောဂသွေးတိုးယောဂတို့တက်တာစေတယ်လို့သိရပါတယ်ကျွန်းနက်ကိုရေအောက်မြေအောက်မှာရှာပင်မဲ့လဲနေရာတိုင်းမှာတော့မရတတ်ပါဘူးဒါကြောင့်လဲနတ်ဖွက်ထားတဲ့တစ်ပင်လို့ဆိုကြခြင်းဖြစ်ပါတယ်ကျွန်းနက်ဟာမထိုက်တန်တဲ့သူလိန်ရောင်းသူတွေရဲ့လက်ထဲကိုရောက်သွားပါကလည်းတစ်အဖြစ်ကနေငွေအဖြစ်မပြောင်းလဲနိုင်ကြတာတွေများစွာကြုံတွေ့ကြရပါတယ်တချို့ကလည်းရှာတော့တွေ့ပေမဲ့ကြောက်ဖြစ်သွားတဲ့အဆင့်မို့ဘာမှလုပ်မရတာတွေလည်းရှိလာသလိုယာတုံးကတော့ကောင်းနေပြီးအသုံးပြုဖို့စီစဉ်တော့မှအထဲမှာမွပြီးဆွေးနေတာမျိုးတွေလည်းရှိတတ်ကြပါတယ်ကျွန်းနက်သားသို့မဟုတ်ကျွန်းနက်ပရိစစ်မစစ်မတင်ငါဘူးဆိုရင်တော့မီးရှို့ပြီးစမ်းသပ်နိုင်ပါတယ်မီးရှို့လိုက်မဲဆိုရင်ကျွန်းနက်အစစ်ရဲ့ပြားအယောင်ဟာရွှေအိုရောင်လိုဝါဖတ်မှတ်အယောင်လိုမျိုးရရှိတတ်ပါတယ်ပြားတွေဟာတန်လိုက်တုံးကိုပြေးပြီးကတ်နေမှသာအရေးသွေးကောင်းမွန်တဲ့ကျွန်းနက်သားစစ်ကိုရရှိမှာဖြစ်ပါတယ်ဝိဇာလန်ထွက်ရက်လန်းကိုလိုက်တဲ့သူတွေကတော့အဂရိတ်ထိုးရမှာတန်တလုံးထိုးဖို့တန်အနှစ်သားကိုကျွန်းနက်ကနေထုတ်ယူကြပါတယ်အထက်ကောင်းငင်အထိပင်လက်ခမောင်းခတ်လောက်အောင်သိဋ္ဌိဝင်စေသောတန်မှာကျွန်းနက်တန်ဖြစ်တယ်လို့လည်းဆိုကြပါတယ်ကျွန်းနက်ဟာသိဋ္ဌိဝင်တစ်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်းနက်နဲ့ပြုလုပ်ထားတဲ့အဆောင်ပစ္စည်းတွေအတွက်ရှောင်ရန်အချက်များလည်းရှိပါတယ်ခြေနှင်းဘက်ကျမ်းပြင်းနာနှိမ့်စေသောနေရာတွေဖြစ်တဲ့အိမ်သားရေချိုးကန်အမိုက်ပုံးမိဖို့ကြောင့်စတဲ့နေရာတွေမှာမထားသင့်ပါဘူးဗရင်းပေါက်တကားအနည်းနဲ့အိမ်ပြင်ဘက်တွေမှာထားရင်လည်းကြီးနားရင်ဂုံတက်တိပြက်ပြဲတယ်ဆိုတဲ့အယူဆတွေလည်းရှိခဲ့ပါတယ်၆တွေတန့်ရှင်းပြီးမြင့်မြတ်တဲ့နေရာတွေမှာသာထားသင့်ပါတယ်ကျွန်းနက်ဟာအင်ပတန်ရှားပါပြီးတန်မိုးကြီးတဲ့နက်ဖွက်ထားတဲ့အပင်တစ်မျိုးဖြစ်ပြီးဝိဇာတက်နဲ့ငကတိုက်တို့နဲ့ဆက်ဆက်ပြီးပထန်းဆက်ရှိသူတွေသာပိုင်ဆိုင်ခွင့်ရှိကြပါတယ်လောကီအစီရင်နဲ့အဋိဋ္ဌံလောကမှာအလွန်အသုံးဝင်တဲ့တန်မိုးကြီးဂမ်ဘီယာပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်ဒီကနေ့တော့ကျွန်းနက်အကြောင်းကိုဘုဒ္ဓတရရှိစေဖို့အတွက်ရည်ရွယ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အမှားပါသွားခဲ့မယ်ဆိုရင်လည်းမေတ္တာရှိထားနားလည်ပေးနိုင်ကြဖို့မေတ္တာရက်ခံရင်ဒီနေရာမှာပဲရန်နာဝင်ပြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ